ဖိုးငှက်တကောင်ဟာအမကိုဆွဲဆောင်ဖို့အတွက်သူ့ရဲ့မီးတွေကိုဖြန့်ပြီးလှပတဲ့ရက်တောင်ပုံစံဖြစ်အောင်ပြုလုပ်ကတုန်ခါနေပါတယ်။သူဟာအနီးနားကအမတွေကိုအာယုံဆိုင်လာစေဖို့အတွက်ကျဲလောင်စွာအော်ဟစ်နေပါတယ်။ဒါပေမဲ့သူ့ရဲ့ချုံရတဲ့အော်တန်တွေကအနီးနားမှာအနားယူနေတဲ့ကြားမတကောင်ကိုနိုးထသွားစေပါတယ်။ငှက်ကသူ့ရဲ့အခြေရေးအလှပြမှုမှာပဲအာယုံရောက်နေချိန်မှာကြားကနောက်ကနေတိတ်တဆိတ်ချင်းကပ်လာပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲငှက်ဟာအချိန်မီတုံ့ပြန်နိုင်ခဲ့ပြီးတစ်ပင်ပေါ်ကိုပြန်တက်သွားတဲ့အတွက်ကြားရဲ့တိုက်ခိုက်မှုကနေကတိကတ်သက်လွတ်မြောက်သွားခဲ့ပါတယ်။အခုဆိုရင်အိယာနိုးပြီးစိတ်တူနေတဲ့ကြားမဟာသူ့ရဲ့အတိုက်စီကိုပြန်သွားပါတယ်။သူဟာသားငယ်လေးကောင်ကိုပြုစုဆောင်ရှောက်နေတဲ့မိခင်တကောင်ဖြစ်ပြီးအစာမစားရတာနှစ်ပတ်တောင်ရှိနေပါပြီ။ဒါပေမဲ့သူ့ရဲ့သားငယ်လေးတွေကိုကျွေးမွေးရမယ့်တာဝန်ကိုတော့ပြစ်ထားလို့မရပါဘူး။သားငယ်လေးတွေဟာလမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ကြသေးပေမဲ့သူတို့ရဲ့စူးစမ်းကျင်စိတ်တွေကတော့အဆုံးမရှိပါဘူး။နိုးဆိုပြီးတဲ့နောက်သူတို့ဟာအတိုက်ပတ်ဝန်းကျင်မှာစတင်လျှောက်သွားနေကြပါတယ်မိခင်ဖြစ်သူဟာအစာကိုအမြန်ဆုံးရှာဖွေရတော့မှာပါမဟုတ်ရင်သူ့ရဲ့နှုတ်တွေခန်းချောက်သွားပါလိမ့်မယ်။ဒါကြောင့်သူဟာအမဲလိုက်ဖို့အတွက်အတိုက်ကနေတဖန်ပြန်လဲထွက်ခွာသွားပါတယ်။အတွေ့အကြုံရဲ့ကျွမ်းကျင်တဲ့အမဲလိုက်သူတယောက်ပြီးသူဟာမျက်ခင်းပြင်တွေကိုအသုံးပြုပြီးအစာရှာနေတဲ့ဒရဲအုပ်စုစီကိုတိတ်တဆိတ်ချင်းကပ်သွားပါတယ်။ဒရဲအများစုဟာအယောင်ခွဲခြားနိုင်စွမ်းမရှိကြတဲ့အတွက်ပုံကွယ်နေတဲ့ကြားကိုမြင်ဖို့ခက်ခဲပေမဲ့သူတို့ရဲ့နားကြားနိုင်စွမ်းကတော့အလွန်ထက်မြက်ပါတယ်။သူတိုက်ခိုက်ဖို့ပြင်စင်နေချိန်မှာပဲအတန်တစ်ခုကြောင့်ဒရဲတွေသတိပြုမိသွားပါတယ်။ကြားမတိုက်ခိုက်နိုင်ခင်မှာပဲသူတို့ဟာထိုနေရာကနေထွက်ပြေးသွားကြပါတယ်။သူ့ရဲ့အမဲလိုက်မှုဟာအခုတစ်ချိန်မှလည်းမအောင်မြင်ခဲ့ပါဘူး။